ဆေးရုံကိုခေါ်သွားလဲပိုပင်ပန်းပြီးတော့တက်တောင့်တက်တာရှိတော့မှမဟုတ်ဘူးကိုမောင်ခင်ဗျားလည်းဆရာဝန်တယောက်ပဲဗျာခင်ဗျားလည်းသူ့ရဲ့အခြေအနေကိုသိနေပြီမဟုတ်လားသူ့မှာနှလုံးရောဂါပြင်သင်ကင်ဆာရောဂါပါရှိနေတာစိတ်ချမ်းသာအောင်လုပ်ပေးရတာအကောင်းဆုံးပါပဲဗျာကျေးဇူးပါဆရာမောင်ဝင်ဆရာကိုလည်းပို့လေနော်ဒေဝီပြောလေမောင်ရှိပါတယ်ဒေဝီလေးမောင်ကျေးဇူးတင်ပါတယ်ဒေဝီရဲ့စကားတွေအများကြီးမပြောပါနဲ့လားမမောနေပါမယ်မောင်ရဲ့ဒိုင်ရီလေးကိုသမီးငယ်ငယ်လေးတွေကဒေဝီဖတ်ခဲ့ပါတယ်ဒိုင်ရီချတဲ့ရောက်ပန်းလေးတွေကိုလေဒေဝီတွေ့ခဲ့ပါတယ်မောင်အဲ့ဒါတွေမပြောပါနဲ့တော့လားဒေဝီရဲ့မောင်မအပြစ်ရှိခဲ့ပါတယ်မောင်မအပြစ်မရှိပါဘူးမောင်ပင်ပြို့လက်ထပ်ခဲ့တာပဲလေမောင်ဒေဝီမချစ်မှန်တည်းနဲ့ဒေဝီမောင်လက်ထပ်ခဲ့တယ်ပင်ပြို့နဲ့အဖြစ်ကိုသိတော့လေမောင်ဒေဝီမစွန့်လွတ်နိုင်ခဲ့ဘူးဒေဝီကိုခွလို့ပါမောင်ပေါ်မှာဒေဝီအတားရကြီးခဲ့ပါတယ်ဒေဝီရဲ့အဲ့ဒါတွေကပြောစရာမလိုပါဘူးဒေဝီကိုလည်းမောင်အပြစ်မှမမြင်တာပြောပြရစီမောင်ချစ်တဲ့သူရဲ့အနာမှာထားပြီးဒေဝီအပေါ်မှာသစ္စာဆုံးတည်ပေးခဲ့တယ်မောင်ဒေဝီကျေးဇူးတင်ပါတယ်ဒေဝီကိုခွင့်လို့ပါနော်ခွင့်လို့ပေးသားပါဒေဝီရဲ့မောင်ရဲ့ရင်သွေးလေးကိုလေလေဒေဝီရဲ့ချစ်ပါတယ်မောင်ရဲ့သမီးမေမေသမီးရောမေမေအရှင်ချစ်ပါလေကွယ်ကေတာလည်းမေမေကိုအရင်ချစ်ပါတယ်မေမေကိုချစ်တယ်လို့သမီးရဲ့မေမေပင်ပြို့လေချစ်ပါသမီးရဲ့နော်မောင်နဲ့ပြန်လဲပေါက်ဖက်ကြဖို့ဒီဝချစ်ချစ်နဲ့ခွင့်ပြုပါတယ်မောင်ရဲ့
တန်မြာရီကိုခက်ချင်ချင်လေးဖြောထားပေးပါတယ် အေးကောင်းတယ်ကောင်းတယ် ဟိုထမင်းတော့နည်းနည်းနောက်ကျပြီးမှစားလိုက်ပေါ့နော်ဘဘကြီးကဥပုပ်ယူထားတယ်ဆိုတော့ညနေကြလို့ရှိရင်ဗိုက်စာနေမှာဆိုလို့ အေး ဖေကြီးကျမသွားတော့မယ်နော် မောင်ဝင်းဘာခေါ်သွားမှာလား အောင်မောင်ကခေါ်သွားရမှာပေါ့သူကတကြံတို့ကြဥပုပ်ဆောင်နေတယ်တဲ့သူ့ကိုခေါ်သွားမယ်သားစီလည်းဖုံးဆက်ခိုင်းအောင်မယ်လေ တကြံတွင်တငယ်ချင်းတွေဆုံလာတော့စိတ်ထက်တိတ်မကြိုက်ချင်ဘူးကွာလူငယ်တွေကတကြံတွင်ဆိုအရက်တော့ဖို့ပဲစိတ်ကူးနေတာ တွေ့လားရှင်ကျမကြာမပူနဲ့ဆိုရှင်ကဘာလို့ပူနေတာလဲသားအရက်မှမတော့တတ်တာ အေးမတော့တက်လို့တောက်မိမှာဆိုရင်နာတငယ်ချင်းတွေတွေ့လို့ရှိရင်ရှောင်ဖို့ကမလွယ်ဘူးလေတန်ငင်းတမန်ကလေးတော့တောက်လိုက်ရင်တော့ဒါနားလည်ပြလို့ရသေးတယ်ရက်ွက်တဲ့ကလို့ဟိုလဲဒီပြူဟော့ရန်လှုပ်လိုက်တော့ခွင့်မလွတ်နိုင်ဘူးကွာကဲပါနောက်ကျနေမယ်သွားကြတော့ ဟုတ်ကဲ့ကိုသွားမယ်နော်ဖေကြီး ဟဲ့သမီးမောင်ဝင်းတော့ဥပုသ်ဆောင်လိုက်သွားပြီဘာလို့လိုက်မသွားလဲမမေကြီးကမခေါ်လို့လား ခေါ်ပါတယ်ဘဘကြီးတမီးကနေခဲ့တာပါဘဘကြီးဥပုပ်ဖြောင်းဖြောင်းဆောင်လို့ရအောင်တမီးကလိုအပ်တာလေးလုပ်ပေးဖို့နေခဲ့တာဘဘကြီး ဟောအဲ့ဒါဆိုရင်တော့ဘဘကြီးအောင်သမီးလိုက်မသွားနိုင်ဘူးဆိုတော့ကုသိုလ်မရတော့ဘူးပေါ့ ဝေယဝဆက်ကုသိုလ်ရပါတယ်ဘဘကြီး အော်ဒီလိုလားအေးအဲ့ဆိုရင်သမီးသွားနာလိုက်အောင်နော်ဘဘကြီးစာဖတ်လိုက်အောင် ဟုတ်ကဲ့ခိုင်းစာရှင်ခေါ်လိုက်နော်ဘဘကြီး အေး ဘဘကြီးစိတ်တော့အောင်နော် ပေးပေး ဘာဖြစ်လို့လဲဘဘကြီးပင်မြူစေးတိုက်တာနောက်ကျသွားလို့လား သမီးနဲ့မဆိုင်ပါဘူးဟောကောမောင်မောင်တငယ်ချင်းတွေနဲ့ဘကိုးလိုက်သွားတယ်အဲ့သူ့အမေကလည်းစိတ်ဘူးလို့လိုက်သွားတယ်အဲ့ဒါမူးတယ်ကြားတော့လိုက်တာပဲနေမှာပေါ့ တိတ်လည်းစိတ်ပူမနေပါနဲ့ဘဘကြီး မပူပါဘူးစိတ်အနှောက်အယှက်ဖြစ်လို့ပြောတာခုမိုးချုံနေပြီခုချိန်ကြီးပြန်မလာသေးဘူးသားသမီးတွေပြန်မိဘတွေစိတ်တကွရအောင်တခုမတခုလောက်ရမှာ ပင်မြူလိုက်ပို့ပေးမယ်နော်ဘဘကြီး မပူနဲ့ဖုန်းနံပါတ်စောင့်နေလိုက်ဟဲ့ ကိုကိုလေးရက်ဘကိုသွားကိုကိုလေးကိုကိုလေးအားလေးနေကြောက်ကိုကြောက်ကိုလို့ပြောတယ် အိမ်မှာဘူးမရှိပါဘူးကိုလေးဟိုမြူတော့လည်းပြန်လာပြီဘဘကြီးလည်းခါတယ်မှာ ဟာငါတဲ့ကိုလေး ရပါဘူးငါတွဲလာ ဒီလိုဆက်နေတာတော့အခုချိန်ကြီးဒီငါးတွေကမဆိုဘူး ဟာ ကိုလေးပူလာမယ် ဟောရ